Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်ဗီဒီယိုလေးရတော့လေကျွန်မဟိုနေ့ရိုက်တင်ပြပေးထားတဲ့ဘူတူရက်ကွက်ဆိုတဲ့နာကဘူတူသေးလေးပေါ့နော်ကျွန်တော်ပြောလာတဲ့ channel လေးနဲ့တဲ့နေဒီတော့တော့ကိုယ်အမေတရားတော့ဝယ်ရတဲ့အိုက်ချင်ရတယ်ပုံပြီးအရန်တယ်ဆိုင်ရတော့အရန်မစုံဘူးပေါ့မပြေဆိုင်ရနေတယ်နားကြည့်ရရှိတယ်ကျွန်မဟိုနေ့ရိုက်ကြပြီးစားတော့ဆိုင်လုပ်ပြီးဆိုတော့ဒီလေးမှာလည်းလုပ်ပြီးတော့အဆင်ပြေရတယ်ရှိရတော့တော့ဒီဆိုင်ဒီရှိလုပ်တော့ဒီလုပ်ပြီးတယ်ရှိရတော့ဒါရတော့ဒီဖေးစစ်ပြီးနေမှာအဲ့မှာဆိုလို့ရှိရင်တရုတ်သေးဖြစ်စီရတယ်ညဆန္ဒချက်ဆွဲလို့ဒီဒီကြောက်လို့အဲ့လိုမျိုးဟာလို့ဆိုတော့မှကြည့်တော့မင်းမတော်တဲ့ကျွန်တော်သေးလာတယ်အဲဆက်မှာဆိုတော့အမသေးလေးဝယ်ခဲ့ရတာတော့လေကျန်းတန်နေကြလားဒါအပြင်ဘက်ချမ်းလေးဆိုတော့လေသူကကျန်းကျဲသွားပြီနော်အထဲဘက်ကလေးတွေမှာရှိတယ်ဒီမော်အထဲဘက်တွေမှာရောင်းတာငသိန်းတန်းလေးတွေလေငသိန်းတန်းလေးတွေကတော့ရှိသေးတယ်တချို့ကတော့တော်တော်များများတိတ်နေပြီပေါ့သုံးချိုးတချိုးလောက်ပဲရှိတော့တာပေါ့ရှင်ငါကြည့်ပါဦးဒါငသိန်းတန်းကျွန်တော်မအတိရွက်တွေဝယ်ဖို့တော့သွားတာဒါကျွန်တော်တို့ဝယ်နေကြမြန်မာဆိုင်အမှမြန်မာလူရှိတယ်မြန်မာကိုကြီးတယောက်ရှိတယ်အဲ့ကိုစီမလို့ကျွန်မကုံသိန်းအမြဲတမ်းဝယ်တယ်သူစမရမ်းတက်တာတယ်ဆိုင်တိတ်နေတဲ့အချိန်ကမှကြည့်ပါကိုက်လန်လေးတွေအတိရွက်တွေအစုံပဲကျွန်မလည်းမှအဲ့ကိုစီကနေအပေးခဲ့ပါတယ်မကြည့်လုံးလေးတီးလေးတော့ဒါလေးတွေငါးလေးတွေဆိုလေးအဲ့ဒါအကုန်လုံးမှ၄ပန်းရလာတယ်၄ပန်းကိုကျွန်မ20နဲ့အမှန်ဒီတိုင်းမနက်ပိုင်းဆိုတော့တပန်း30နဲ့ရလာကျွန်မသွားပြီးတော့၄ပန်းကို20ဘူး၄ပန်းရလဲအစုံမ20လေးနဲ့လေငါးလေးအစုံစားဒါတွေကတော့မနေ့ကမွေးငါချုပ်တော့ငကြင်းလေးဝယ်နေတာပါငကြင်းလေးကတကောင်ကို1ကီလို30တဲ့တကောင်ကျွန်မ18ကျန်နဲ့ပေးလိုက်တယ်2ကီလို18ကျန်နဲ့2ချက်လျှော့ပေးလိုက်တယ်ရှင်အဲ့ဒါတငယ်ချင်းတွေကိုရိုက်ပြပေးခြင်းဖြစ်ပါတယ်မလေးရှားဈေးလေးပေါ့နော်သူကငါးတွေကတော့တခါတည်းကင်ပြီးတယ်ငါးဝယ်တဲ့ခါကျတော့မဟုတ်ဘူးငါးတွေကတော့အဆုံရှိတယ်ကနန်းတွေလည်းဆုံတယ်မနက်ပိုင်းတော့တော်တော်ဆုံတယ်ဒါပေမဲ့ဒီချိန်လေးကတော့ဈေးတက်တာအဓိကကျွန်မခွေးစာကြက်ယူသွားဝယ်တာကျွန်တော်တို့ဝင်နေတဲ့ကြက်ယူစာနေရာမရှိလို့ကုန်နေဆိုတော့ဒီဈေးဘက်မှာခွေးစာလာဝင်တဲ့လူတော့ပါတခါတည်းဝယ်လိုက်တာပါရှင်မနေ့ပြန်မဟင်းငါချက်မရှင်အဲ့ဒါကြောင့်မချင်းလေးပါတခါတည်းဝယ်တာပါမကြည့်ပါဘူးဈေးတန်ကြောင်လေးတယ်ပင်ကလာတွေပဲအဲ့တို့စီမှာငါးဝင်တော့သူကအဲ့ဒါတခုတော့ကောင်းတခါတည်းကင်ပြီးခုတ်ပြီးအိမ်ရောက်တာနဲ့ချက်ရုံပဲကျွန်မအိမ်မှာကင်ဆိုတော့ကျွန်မမကင်တတ်ဘူးမကြည့်ပါဈေးတွေကတော်တော်ကိုရဲ့နေတရေချမှတော့ဆိုးပါတယ်အပြင်ပြန်ကြဈေးတန်းနေတော့ဘာရှိတော့လေနေ့လေ12နာရီပဲထိုးနေပြီအဲ့ဒါလေးကိုရိုက်ကြပေးတာပါကနန်းလေးတွေကနန်းလေးအဲ့3ပုံကိုကျွန်မ30နဲ့ဥပေးတာပစုံလေးတွေတပန်းကိုငါချက်အဲ့တော့ကျွန်မမဝယ်ခဲ့ပါဘူးမလက်တော့ဘူးလေနေပူတဲ့ချိန်ကကနန်းကိုပူတော့မလက်ဘူးအဲကြောင့်ကျွန်မမဝယ်ဘူးရှင်ဟောကြည့်ပါဒီဘက်ချမ်းတော့တရုတ်တွေရောင်းတဲ့ဘက်ချမ်းပေါ့နော်တော့တရုတ်တွေပဲဝတ်သားတို့ဘာလို့ဆိုတော့အတိတ်မှာဝယ်ကြအောင်ချမ်းကြတယ်မှာကျွန်မခွေးစာဝယ်တဲ့ချက်ဆိုင်လေးအဲ့အန်ဒီဆရာကျွန်မခွေးစာဝယ်တာကြက်ရိုးလေးတွေဒီနေ့30ဘူးဝယ်လာတယ်ရှင်နေတဲ့ကျရင်ခွေးစာလေးကျွေးမယ်ပြင်ငါးလဲလွတ်မယ်ငါးလို့ကတော့ငါးလေးဝယ်လာတယ်တရုတ်တွေပဲဒီဘက်ချမ်းကြတော့တရုတ်တွေပဲရှိတယ်နေကိုပူရင်းနေတာကျွန်မချမောင်ရွက်သွားဝယ်တာတိတ်လားချမောင်ရွက်ကအဲ့ထက်မှာမြန်မာဟွာလေးမြန်မာကောင်မလေးတွေရောင်းနေတာရှိတယ်မြန်မာအိန္ဒိယလေးတွေပေါ့နော်တူတူလေးရောင်းနေချမောင်ရွက်တူနှင်းတူမြန်မာပစ္စည်းလေးတွေတချို့လို့ရှိရင်စုံနေရတယ်ဒီဘက်ချမ်းကြတော့အိန္ဒိယတွေပဲတက်တက်မြန်မာဟိန္ဒူလေးတွေပေါ့နော်တူတူလေးဆိုလို့ရှိရင်မကြည့်ပါဘူးအဲ့ဒီမှာကျွန်မချမောင်ရွက်ရဲ့နှစ်ကလေးတွေရဲ့ကျွန်မဝယ်တာပါချမောင်ကျော်လေးကြော်ခြင်းလို့ပါမကြည့်ပါဘူးဒီမှာပစ္စည်းလေးတွေစုံရပဲကြောင်ရှာသေးလည်းရှိတယ်တည်ရဒါတော်တော်ဈေးအရန်ဝမဖြစ်တော့တာကျွန်မသွားတာနောက်ကျလို့မနက်ပိုင်းလေးဆိုအများကြီးပဲ